ဒီနေ့ငါမှာစိတ်ဝင်စားစရာမေးခွန်းတစ်ခုရှိတယ် မင်းကြီးမင်းများမှာခင်ဗျာ ကဘာကြီးရဲ့ဗဟိုချက်ဘယ်မှာရှိတယ်လဲသိကြလား မသိပါဘူးမင်းကြီး မင်းသိလား မသိဘူးမေကုန်းကခက်လွန်နေ ဥပ္ပဘယ်မှာလဲ မင်းကြီးသူ့ကိုခေါ်လိုက်ပါမယ်မင်းကြီးကျွန်တော်ကိုခေါ်ပါသလား ဟုတ်တယ်ဥပ္ပဦး ကဘာဘဟိုချက်ပဲမှာရှိလဲမင်းတိလား သိပါတယ်မင်းကြီး သူတိတယ်လို့ပြောတယ် ခဏလေးစဉ်းစားပါရစေကဘာဘဟုချက်က ဘယ်မှာလဲ ဒီနေရာမှာပဲရှိပါတယ် ဘာဘယ်လိုလုပ်ပြီးကြီးနေရမှာဖြစ်နိုင်တာလဲ မယုံရင်ကဘာကိုတိုင်းကြည့်ပါတိုင်းပြီးရင်ဒီနေရာကမသိမ့်ဘူးဆိုတာသိရပါလိမ့်မယ် ဟာဟာဟာညံကောင်းလိုက်တာဥပ္ပဦးမင်းကတော့အမြဲညံကောင်းတယ် ကျေးဇူးပါမင်းကြီး